အားလုံးပဲမင်္ဂလာပါရှင်ယူရိုရဲ့ဒီရထက်ပါဒီနေ့တော့ထက်က Hello Mococo လို့ခေါ်တဲ့ပေါ့မတ်ကလုပ်တဲ့ event လေးကိုသွားပြပါတယ်ဒီ event လေးကတော့ CM Paragon ရဲ့ဘေးဘက်မှာရှိတဲ့ promotion area နေရာမှာလုပ်တာပါအဲ့ဒီနေရာကိုတော့ Pet Paragon လို့ခေါ်ပါတယ်ဒီ Pet Paragon ကို CM BDS ကနေစင်းချင်းဆိုရင်လည်းရောက်ပါတယ်ရှင် Hello Mococo event လေးက January လ17ရက်နေ့ထိရှိမှာဖြစ်ပြီးတော့ပေါ့မတ်ကနေပြီးတော့ Mococo ရဲ့ဇီမူမူရဲ့လာပူပူပစ္စည်းတွေကိုအကြီးကထားပြီးရောင်းချသွားမယ် pop-up store ပဲဖြစ်ပါတယ်ရှင်ထန်းတဲ့အတူတူ Hello Mococo pop-up store လေးတွေလိုက်ကြည့်ကြရအောင်နော် Mococo ဆိုတာကတော့အခုမြင်နေရတဲ့ပန်းရောင်လာပူပူအမလေးပါဒီ Mococo လေးကတခြားလာပူပူတွေထက်ဘာဖြစ်လို့ထူခြားရလဲဆိုတော့သူက one and only ပန်းရောင်လေးပဲဖြစ်ပါတယ်နောက်ပြီးတော့တခြားလာပူပူအမလေးတွေထက်ပိုလှတဲ့လာပူပူအမလေးလို့သတ်မှတ်ထားတာကြောင့်မို့ပါအခုမြင်နေရတဲ့လာပူပူအညိုရောင်လေးရဲ့နာမည်ကတော့ဇီမူမူလို့ခေါ်ပါတယ်ရှင်ဇီမူမူကတော့လာပူပူအထီးလေးပါအဲ့ဒါအပြင်သူကလာပူပူတွေအကုန်လုံးရဲ့ခေါင်းဆောင်ရာကိုယူထားတာပါဒါကြောင့်မလို့ဇီမူမူလေးတွေကလာပူပူ series တော်တော်များများမှာလည်း secret အယုတ်အနေနဲ့ပါတယ်တီးတန့်အယုတ်အနေနဲ့ရောင်းချရင်လည်းဈေးမြင့်ပါတယ်ရှင်အခုမြင်နေရတာလေးကတော့ထိုင်းရလူငယ်တွေရှာမှာအရန်ကို trend ဖြစ်နေတဲ့ Mococo ခေါင်းစည်းကြိုးတွေပါပေါ့မတ်ကအယုတ်ကလေးတွေတော့ချိတ်ကလေးတွေဖုံးကြိုးတွေမျိုးစုံထုတ်တယ်ပေါ့နော်ဒါပေမဲ့ခေါင်းစည်းထုတ်တာကတော့ရှားပါတယ်အဲ့ဒါကြောင့်မလို့အခုဒီ series မှာပါလာတဲ့ Mococo ခေါင်းစည်းတွေကလူငယ်တွေရှားထဲမှာတော်တော် trend ဖြစ်ပြီးပေါက်နေတာသိပါရှင်ထပ်တော့လည်းဒီနေ့ဒါလေးလာဝယ်တာပါဒါလေးကတော့တောချိတ်လိုလည်းချိန်လို့ရပြီးတော့ဖုန်းချမ်းလိုလည်းတက်လို့ရတဲ့ဟာလေးပါသူကတောချိတ်လိုချိန်လို့ရအောင်တောချိတ်ခွန်းလေးလည်းပါတယ်ဖုန်းမှာလည်းတက်လို့ရအောင်ဖုန်းကပါလည်းထည့်လို့ရတဲ့ကော်ပြားလေးလည်းပါပါတယ်ရှင်သူကဒီ series မှာလည်းတော်တော်လေးချစ်ဖို့ကောင်းပြီးလှတဲ့ထဲပါပါတယ်သူ့ရဲ့ဖုန်းလက်ကင်ကြိုးအနေနဲ့ထားတဲ့ဟာလေးကလည်း handmade ကျက်ထားတာလေးတွေပါအခုဒီ pop-up store လေးမှာကပုံမှန်ပေါ့မတ်အယုတ်ဆိုင်တွေမှာရနေကြမဟုတ်တဲ့အရာလေးတွေကိုအဓိကထားပြီးရောင်းချပါတယ်အခုမြင်နေရတဲ့ claw clicks လေးတွေဘီကုတ်လေးတွေဆိုလို့ရှိရင်ပုံမှန်ပေါ့မတ်ဆိုင်တွေမှာတွေ့ရလိမ့်မရှိပါဘူးအခု Hello Mococo pop-up store မှာပဲရှိတဲ့အရာလေးတွေပါရှင်ဒါကတော့ထပ်ဆော့ဆော့ကပြောတဲ့ခေါင်းစည်းကြိုးလေးတွေရဲ့6ရောင်မှာသူက blind box ဆိုတော့အဲ့ဒီ6ရောင်နဲ့က1ရောင်ပါမယ်ပေါ့နော်ထပ်တော့ကတော့ဒီဟာကိုမှားထားတဲ့အမှားတယောက်ရှိလို့6ဘူးလုံးပါတဲ့ box ကိုလာဝယ်ပေးပြတာပါအခုမြင်နေရတဲ့ဟာလေးတွေအကုန်လုံးကတော့လာပူပူဖုန်းကြိုးပါပဲရှင်သူကကြတော့ကြိုးရှည် level မှာဆွဲလို့ရတဲ့မျိုးစားပါနောက်ပြီးဒီကြိုးမှာတည်ထားတဲ့ပရိစေးလေးတွေအကုန်လုံးကကြတော့ plastic နဲ့မဟုတ်ဘဲနဲ့ man-made resin beads လေးတွေပါရှင်ဒါလေးကတော့ ABC စလုံးလေးတွေပါတယ် Labubu pin for lat လေးတွေပါနောက်ပြီးဒီ Labubu pin for lat လေးတွေရဲ့ size ကတိတိလေးနဲ့တော်တော်လေးချစ်ဖို့ကောင်းပါတယ်ထပ်တော့ဝယ်စရာရှိတာလေးတွေလည်းဝယ်ပြီးပြီဆိုတော့ပြန်လာတော့မယ်ရှင်ထပ်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะထပ်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်သားပေးကြပါအောင်ရှင်တတ်တာ